အားလုံးပဲမင်္ဂလာပါခင်ဗျာ Independent Stat Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတော်များများကြာရှုံးရတဲ့အကြောင်းရင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူတွေဟာပတ်စံများများရှာကျင်ကြတယ်ကောင်းမွန်တဲ့ဘဝတစ်ခုကိုလည်းပိုင်ဆိုင်ကျင်ကြတယ်ဒါပေမဲ့ပြဿနာတစ်ခုတော့ရှိနေတယ်သူတို့ကတရက်အတွင်းပြောင်းလဲကျင်ကြတာဖြစ်ပါတယ်တကယ်တော့အောင်မြင်မှုဆိုတာတရက်တည်းနဲ့ရလာတဲ့အရာမျိုးမဟုတ်ပါဘူးနေ့စဉ်နည်းနည်းစီတိုးတက်လာအောင်စတင်လိုက်ဖို့လိုပါတယ်ဒီကနေ့ပဲစတင်လိုက်ပါဒီနေ့စာအုပ်10 မျက်နှာလောက်ကိုစဖတ်လိုက်ပါဒီနေ့ပဲမိနစ်20လောက်စတင်လေ့လာလိုက်ပါဒီနေ့ပဲတင်းရဲ့အကျင့်တွေကိုပြောင်းလဲလိုက်ပါဒီနေ့ပဲအကျင့်ကောင်းတစ်ခုစတင်လိုက်ပါအဲ့လိုတင်းငယ်တဲ့လောက်ရက်တွေကအစာပိုင်းမှာဘာမှထူးခြားတယ်လို့ထင်ရမှာမဟုတ်ပါဘူးဒါပေမဲ့တစ်လကြာရင်ထူးခြားလာပါလိမ့်မယ်6 လကြာလာရင်တော့ပိုပြီးတည်လာပါလိမ့်မယ်တစ်နှစ်ကြာလာရင်တော့မင်းဟာအရင်ကနဲ့မတူတော့ဘူးဆိုတာမင်းကိုမင်းပြန်တွေ့လာပါလိမ့်မယ်လူအများစုကြာရှုံးရတဲ့အကြောင်းရင်းတွေသူတို့မတိုးတက်ရတဲ့အကြောင်းရင်းတွေကရလက်မမြင်ရလို့လက်လျှော့လိုက်ကြတာပါပဲအောင်မြင်သူတွေကတော့ဆက်လုပ်တယ်မမြင်ရသေးတဲ့ရလက်တွေတော့လည်းဆက်ကြိုးစားတယ်ပင်လည်းပဲတင်းငယ်တဲ့ခြေလမ်းလေးတစ်လမ်းကနေစတင်လိုက်ပါဒီနှစ်ကြာရင်တင့်ဘဝတစ်ခုလုံးပြောင်းလဲတော့တာကိုတွေ့ရပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်